မင်္ဂလာပါကျွန်တော်ကိုချင်းမှုထမ်းမူချန်လောက်ပေးဖို့တောင်းဆိုကြတယ်မူချန်ကဇလန်းကကောင်းတယ်ဒါပေမဲ့ရုပ်ရှင်ကားမှထွက်လာတော့ဇလန်းနဲ့တလွဲစီဖြစ်နေတယ်ကျွန်တော်တက်ပြန်ကြည့်ကြည့်တော့ဇလန်းနဲ့လွဲတဲ့ဆိုပေမဲ့တကယ် fight တဲ့ဆေးမှဆိုရင်ရှေ့ကြီးကိုလှုပ်ပြတာတယ်အဲ့တော့ကျွန်တော်အချိန်နဲ့ပေးကျွန်တော်ခမရတို့ကိုမူချန်ပြန်ပြီးလှုပ်ပေးမယ်လွန်ခဲ့တဲ့ဘက်မှာအစိမ့်ဘရင်လေးရဲ့ချင်းမှုရဲ့ပေါင်းပြီးတော့မင်းစရာနဲ့ဘရင်ကိုစေးကုပြီးလိုက်တယ်အဲ့တော့သူတို့တွေကဒဏ်ရာတွေပြန်ပြီးကောင်းလာတယ်နောက်တစ်နေ့လူကြတော့ပါဆန်ကချင်းမှုလာပြီးခေါ်တယ်မြက်ခင်းလွှင့်ပြင်မှာသူတို့တွေ့ကြတဲ့ပန်းကုန်းဆုံးကသူတို့ကိုဆက်ဆံတာတမျိုးကြီးဖြစ်နေတယ်အဲ့တော့ဒီကောင်ကိုစစ်ဆေးဖို့ချင်းမှုကိုလာခေါ်ရခြင်းဖြစ်တယ်သွားနေရင်ချင်းမှုကိုမေးတယ်မင်းအရက်6မျက်နှာအဆင့်ကိုမတတ်သေးဘူးလားချင်းမှုကပြောတယ်ကျွန်တော်မတတ်သေးဘူးဒါပေမဲ့ထိုးဖောက်ကနီးနေပြီအဲ့တော့ပါဆန်ကပြန်ပြောတယ်ဒါဆိုရင်ကြောင်းမမင်းကြောင်းတော့တက်လိုက်လေအဲ့ဒါဆိုရင်မင်းအဆင့်ထိုးဖောက်တာမြန်သွားလိုက်မယ်ဒီလိုနဲ့ပဲချင်းမှုကကြောင်းတော့မှကြောင်းသွားတက်တယ်ကြောင်းခန်းထဲဝင်သွားလိုက်တာနဲ့ဆရာတယောက်ကသူတို့ကိုအရက်6မျက်နှာအဆင့်ကိုရှင်းပြနေတယ်အတန်းထဲမှာပန်းကုန်းဆုံးလည်းရှိတယ်။အဲ့ကောင်ကချင်းမှုမြင်တော့မျက်လုံးစိမ်းကြီးနဲ့စိုက်ကြည့်နေတယ်။အရင်တော့သူတို့တွေ့ခဲ့ဘူးတော့ကသူတို့ကိုတရင်တင်းနဲ့စကားပြောခဲ့တဲ့ကောင်ကအခုကျတော့ဒဇိန်းလိုမျိုးဖြစ်သွားတော့ချင်းမှုလည်းဒီကောင်ကိုမတင်ကြတော့ဘူး။ဆရာဖြစ်တဲ့သူကတော့ចောင်းသားတွေကိုအရက်6မျက်နှာအဆင့်ကိုဘလို့ထိုးဖောက်ရမလဲဆိုတာကိုရှင်းပြနေတယ်။ဆရာရှင်းပြတဲ့အခြေခံတွေကိုမှတ်သားပြီးချင်းမှုကသူ့အတူတွက်ချက်လိုက်တယ်။ပြီးတော့ခန္ဓာလေးအတွင်းမှာပဲအရက်6မျက်နှာအဆင့်ကိုထိုးဖောက်လုပ်နိုင်သွားတယ်။ချင်းမှုအစင်းတက်တော်တာကိုမြင်တော့ဆရာကလာပြီးမိတော့ချင်းမှုကဘလို့လုပ်လဲဆိုတာကိုပြောပြလိုက်တယ်အဲ့တော့သူကစာအုပ်ထဲမှာခြာရေးထားတယ်ပြီးတော့တခြားသူတွေကိုလည်းပြောပြလိုက်တယ်ခဏလေးသွင်းမှာပဲ2ယောက်3ယောက်ကအရက်6မျက်နှာစင်ကိုထိုးဖောက်လုပ်နိုင်သွားတယ်အဲ့ထဲမှာပန်းကုန်းဆုံးလည်းပါတယ်ပန်းကုန်းဆုံးကအစင်းတက်တော်တာနဲ့အခန်းထဲကနေထွက်သွားလိုက်တယ်ဒါကိုချင်းမှုကလည်းအနောက်ကနေလိုက်သွားတယ်ပြီးတော့စကားသွားပြောတော့ဟိုကောင်ကသူ့ကိုမတူသလိုမတန်သလိုပြန်ပြီးပြောတယ်ချင်းမှုလည်းတင်သွားပြီးတော့သူနဲ့ fight ဖို့ခေါ်လိုက်တယ်ဟိုကောင်ကပြောတယ်အခုမှငါတို့တွေအစင်းတက်တာအဲ့တော့စွမ်းအင်တွေကမတည်ငြိမ်နေဘူးတိုက်ခိုက်လိုက်မှဆိုရင်အတွင်းတန်းရသွားနိုင်တယ်အဲ့ဒါကိုချင်းမှုကလက်မခံဘူးဒီထဲမှာပဲချဖို့လုပ်နေတော့အဲ့ဒီကောင်ရဲ့အနောက်မှာရှိတဲ့အဆောင်2ယောက်ကချင်းမှုကိုဝင်ပြီးတားစီတယ်ချင်းမှုလည်းစိတ်တုံနဲ့အဲ့2ကောင်လုံးကိုတပ်ပစ်လိုက်တယ်နန်းတွင်းမှာရှိတဲ့ကျောင်းထဲမှာလူတက်နေတာကိုမြင်တော့ချင်းမှုကိုဆရာကလာပြီးអော်တယ်ပြီးတော့ကျောင်းသားတွေကလည်းပြောတယ်နတ်ဆိုးခန်းကျိုးကလူတက်နေပြီးလောက်ကြပါအောင်ခဏနေကြတော့မူမတ်တွေကချင်းမှုကိုလာဖမ်းပြီးတော့အင်ရှိမင်းသားစီကိုခေါ်သွားတယ်အင်ရှိမင်းသားကပြောတယ်မင်းပြဿနာရှာလိုက်လားမြက်ခင်းလွှင့်မြေနိုင်ငံကငါတို့နဲ့ချစ်ကြည်ရေးလုပ်ပြီးတော့ဒီမှာကြောင်းလက်သက်တာမင်းကအဲ့ဒီနိုင်ငံကလူတွေတတ်လိုက်လို့ဆိုတော့ဟိုကနေငါတို့မချင်နိုင်ရင်ဘယ်လိုလုပ်မလဲရှင်မှုကပြောတယ်ဒါများလွယ်လွယ်လေးပဲသူတို့လူတွေကဒီထဲမှာပြဿနာရှာလို့တိုက်ခိုက်ရင်လည်းတေသွားတယ်လို့သတင်းပို့လိုက်လေရှင်မှုရဲ့အဖေကိုကြတော့အိမ်ရှိမင်းသားလည်းတော်တော်လေးကိုစိတ်ပြတ်သွားတယ်ပြီးတော့သူ့ကိုပြန်ပြီးလွှတ်လိုက်တယ်ခဏရင်ကြတော့ရှင်မှုအခန်းထဲရောက်သွားတော့ပဆန်ကပြန်ပြီးရောက်လာတယ်ဒီနေ့မင်းငါစောက်ရှောက်ပေးမယ်ညကြလို့ရှိရင်အန်နီရတစ်ခုတစ်စုံဖြစ်လာရင်မင်းတေသွားလိမ့်မယ်ဒီလိုနဲ့ပဲညကိုရောက်လာတယ်ပါဆန်ကပြောပြတယ်ရွှေအောင်နန်းတော်ကလူတွေကလူတယောက်ရဲ့နာမည်ကိုသိုံနဲ့ပြူစားလို့ရတယ်တကယ်ပဲညလိုကြတော့ချင်းမှုကိုလာပြီးတော့လောက်ကြတယ်ဒါပေမဲ့ပါဆန်ကကူညီပေးလိုက်လို့ချင်းမှုလွတ်သွားတယ်နောက်တနေ့မနက်ကိုရောက်တော့အဲ့ဒီပန်းကုန်းဆောင်ကချင်းမှုခေါ်ပြီးတော့စားဝိုင်းတဝိုင်းမှာသူကဧခံတယ်ပြီးတော့သူစကားပြောပြတယ်အရင်ဘဝတွေတုန်းကသူကတာအိုဂိုင်းမှာလည်းတပည့်ဖြစ်ခဲ့ကြောင်းတားလည်းရင်မိုးကြိုးကျောင်းမှာလည်းသူကဖုန်ကြီးဝဲခဲ့ကြောင်းအဲ့ဒါအပြင်မှာအခုချင်းမှုခိုင်းရုပ်လုံနေတဲ့နတ်ခိုင်းမှာလည်းတပည့်တယောက်ဖြစ်ခဲ့ကြောင်းရှင်းပြတယ်အခုသူယူထားတဲ့ခန္ဓာကိုယ်ပါထဲပေါင်းလိုက်မယ်ဆိုရင်သူအလုံးယူခဲ့တာ19ဘဝတောင်ရှိနေပြီပြောရမယ်ဆိုရင်သူ့အသက်ကတောင်းချိနေပြီသူဟာတိုင်းလောကမှာရှိတဲ့တိုင်းတော်များများကိုတတ်ကြောင်းကိုလည်းရှင်းမှုကိုရှင်းပြတယ်ချင်းမှုကပြောတယ်ကဲဒါဆိုရင်ငါတို့တပွဲလောက်စမ်းကြည့်ရအောင်ပြီးတဲ့နောက်ချင်းမှုကအပြင်ထွက်သွားတယ်ပန်းကုန်းဆုံးကလည်းအနောက်ကနေလိုက်လာတယ်ပန်းကုန်းဆုံးလမ်းလျှောက်တာကိုချင်းမှုကအကဲခတ်ကြည့်တယ်ဘာဟာကွမ်းမှမရှိဘူးအဲ့တော့စိတ်တကနေတွေးလိုက်တယ်အစင်းသူတွေထဲမှာငါချခဲ့ဘူးတဲ့လူတွေထဲမှာဒီကောင်ကအတမဆုံးပဲငါအခုတော်တော်လေးကိုရင်ဆိုင်ရခတ်လောက်မယ်ခဏနေကြတော့2ယောက်စလုံးကနန်းတော်ရဲ့အပြင်ဘက်ခြမ်းကိုရောက်လာတယ်ပန်းကုန်းဆုံးကစပြီးတော့တိုက်ခိုက်တယ်ဒါပေမဲ့ချင်းမှုကရှောင်လိုက်တယ်ပြီးတာနဲ့သူကလှိုးဝက်အကွက်တွေဖြစ်တဲ့ရွာလူကြီးဘိုးဘိုးတင်ပြီးလိုက်တဲ့ဓာခွက်တွေအကလုံးကိုတရဇက်3ဖြစ်တယ်အဲ့ဒီပန်းကုန်းဆုံးကမြေကြီးအောင်မှဝင်ပြီးပုံနေတာတော့မလွတ်ဘူးချင်းမှုကရှိသမျှဓာပညာအကလုံးကိုထည့်ပြီးတော့အဲ့ဒီပန်းကုန်းဆုံးကိုတိုက်ခိုက်လိုက်တာပန်းကုန်းဆုံးကတော်တော်လေးကိုအထိနာသွားတယ်မြေကြီးတည်းကနေပြန်ကိုထွက်မလာတော့ဘူးချင်းမှုကပြောတယ်မင်းစောက်စင်ရတဲ့လောက်ပဲလားဒါလောက်နဲ့ဆိုတတ်မလာနဲ့တောက်ချလိုက်မယ်ပြီးတဲ့သူကအဲ့ကနေထွက်သွားပြီးတော့ပန်းကုန်းဆုံးရှိနေတဲ့ဆိုင်ကိုပြန်ပြီးတော့ရောက်သွားတယ်ပန်းကုန်းဆုံးကတော့မရောက်သေးဘူးပန်းကုန်းဆုံးရဲ့လူတော်တော်များများရှိတော့ချင်းမှုကပြောတယ်ဟဲ့အောင်နေမင်းတို့စရာလောက်တာအစားစားတွေဒီမှာအကုန်လုံးလက်ချပြီးလို့ရှိရင်ငါစားပြက်မယ်ပန်းကုန်းဆုံးမတိသေးတာကိုတော့ချင်းမှုကသိတယ်ဒါပေမဲ့ဒီကောင်ကမတိုက်ခိုက်ရတော့သူကဆက်ပြီးတော့မတိုက်ခိုက်တော့ဘူးချင်းမှုထွက်သွားပြီးတာနဲ့ပန်းကုန်းဆုံးကမြေကြီးထဲကနေပြန်ပြီးတော့ထွက်လာတယ်ပြီးတော့သူကတီးတိုးရေရွှေ့လိုက်တယ်ဟုတ်တယ်သိကြတယ်ဒါက
လူသားဧကရေကဓာတိုင်းနေပဲလူသားဧကရေကဘယ်လိုလုပ်ပြီးအသက်ငယ်လေးရှိနေရတာလဲငါအရင်တော့တွေ့ပူခဲ့တဲ့လူသားဧကရေကအသက်ကြီးနေပြီဓာတိုင်းတွေကလည်းတော်တော်လေးကိုကောင်းတယ်သိကြတယ်ဒါကလူသားဧကရေရဲ့ဓာတိုင်းနေပဲဒါဆိုရင်လူသားဧကရေကအသက်ပြန်ပြီးတော့ထွက်လာပြီပေါ့မရတော့ဘူးငါအထက်ကောင်းငယ်မှာရှိတဲ့နတ်တွေကိုတွားပြီးတော့တိုင်ပြောရတော့မယ်ပန်းကုန်းဆုံးကမြက်ခင်းလွင့်မြင်ကိုပြန်သွားလိုက်တယ်ပြီးတာနဲ့သူ့ရဲ့ရွှေရောက်နန်းတော်ရဲ့အနောက်ခြမ်းမှာရှိတဲ့တောင်တော်ပေါ်တက်သွားတယ်အမွှေးတိုင်လေးထိုးမိတာနဲ့သူကပူဇော်လိုက်တယ်အထက်မှာရှိတဲ့နတ်မင်းများခမလူသားဧကရေအသေးပြန်ပြီးတော့ပေါ်လာပြီးလာရောက်ကြည့်ရှုတော့မူပါခဏရင်ကြတော့ကောင်းငင်ဘဝနဲ့လှဲတကြီးဆင်းလာတယ်အမျိုးသားတစ်ယောက်ပါတယ်အမျိုးသမီးက3ယောက်ပါတယ်အဲ့ဒီလှဲကမဟာမျိုးပြစီကိုဥတီပြီးတော့သွားတယ်လှဲပုံမှာရှိတဲ့လူကတော့မဟာမျိုးပြမှာရှိတဲ့နေရာတွေတော်တော်များများကိုလိုက်ပြီးတော့ကြည့်နေတယ်ဒါလိုပဲတွားရင်နဲ့တနေရာရောက်တော့သူတို့လှဲကိုချက်ချင်းရက်လိုက်တယ်သူမြင်လိုက်ရတာကတော့သူတို့ရဲ့လှဲရှိသက်မှာခုံအဆုပ်တလုံးပေါ်မှာခြေမရှိလက်မရှိတဲ့အဖိုးကြီးတစ်ယောက်ကထိုင်နေတယ်အဖိုးကြီးကဘာလို့မှဂယူးမဆိုင်တဲ့ပုံစံမျိုးပဲသူ့ရဲ့ခုံလေးကိုပဲအရှိတိုးလိုက်အနောက်ဆုပ်လိုက်နဲ့လွှဲပြီးတော့နေနေတယ်လှဲထဲမှာရှိတဲ့လူကအပြင်ထွက်လာတယ်ဘလို့တဲ့လူသားဧကရေကြီးဒါလောက်အသက်ကြီးနေပြီမသေးသေးဘူးလားရွာလူကြီးဘိုးဘိုးကပြန်ပြောတယ်အော်မင်းတို့ကောင်းနေပါလားဘာလဲလောက်လာလဲလူသားဧကရေအသက်ကိုလာရှာတာတော့မဟုတ်ပါဘူးနော်ဒီလိုနဲ့ပဲအဲ့ဒီနတ်မင်းကစိတ်ဆူရတယ်မင်းတို့အဆင့်နေနဲ့ငါ့ကိုဘာမှစကားပြောခွင့်မရှိဘူးဆိုပြီးတော့စွန့်အင်းနေနဲ့ဝင်ပြီးတော့တိုက်ခိုက်လိုက်တယ်ဒါရင်ရွာလူကြီးဘိုးဘိုးကသူ့ရဲ့စပင်ကနေပြီးတော့ဓာတ်တလောက်ဖန်သေးပြီးအဲ့ဒီနတ်မင်းပြစ်လိုက်တဲ့စွန့်အင်းတွေကိုနှစ်ချမ်းခွဲပစ်လိုက်တယ်ပြီးတာနဲ့ခြီစွမ်းအင်းတွေစုပြီးတော့အလုံးအမတန်ကိုကြီးမားတဲ့ဓာကြီးတလောက်ကိုဖန်ဆင်းလိုက်တယ်ပြီးတာနဲ့ဓာကပုံပြေးလာတာနဲ့အလုံးအမတန်ကိုမြန်တဲ့အချိန်နဲ့နတ်မင်းကြီးကိုပြေးဝင်သွားတယ်နတ်မင်းကအဲ့ဒီဓာကိုသူ့ရဲ့စွမ်းအင်းတွေနဲ့ပြန်ပြီးကလိုက်တဲ့ဆိုပေမဲ့သွေးတွေပါဇက်တွေနဲ့အန်ကြလာတယ်ပြီးတာနဲ့အဲ့ဒီအရှိမှရှိတဲ့လှဲမောင်းတဲ့လူကိုပြောတယ်သွားတော့ဒီကနေမြန်သွားတော့အဲ့လိုပြောလိုက်တဲ့လှဲမောင်းတဲ့လူကသူ့ရဲ့လှမ်းကိုလှေမြန်မောင်းသွားတယ်ဒီအချိန်မှာပဲရွာလူကြီးဘိုးဘိုးကပြောတယ်မင်းတို့စောက်ဖို့ကြီးတွေတကောင်မှမလာနဲ့မင်းတို့အဖို့ကြီးတွေမဟုတ်ပဲနဲ့အငယ်လေးတွေဆင်းလာရင်ငါဘာမှဝင်ပါစရာစောက်ကြောင်းမရှိဘူးအဲ့လိုမှမဟုတ်ပဲနဲ့တေကန်နဲ့အဖို့ကြီးတွေဆင်းလာရင်တော့ငါဝင်ပါရလိမ့်မယ်ကောင်းကင်ဘိုးကဆင်းလာတဲ့လှဲပျောက်သွားတာနဲ့ရွာလူကြီးဘိုးဘိုးကလဲကျသွားတယ်ပြီးတော့သူကပြောတယ်ကဲပါအောင်ဟိုကောင်ဆေးစရာငါ့ကိုကဲပါအောင်ဒါကိုဆေးစရာရောက်လာတယ်ဘလို့လဲခဏတော့ကြီးတွေပြောနေတာအခုကျတော့ဘာဖြစ်သွားပြီလဲရွာလူကြီးဘိုးဘိုးကတက်ပြင်းချလိုက်တယ်ငါအိုနေပြီလေအရင်ကလူငါကအစွမ်းမထက်တော့ဘူးဆေးစရာပြောတယ်တော်သေးတယ်အရင်ကလောက်အစွမ်းမထက်တယ်လို့အစွမ်းထွက်မှဆိုရင်ဘယ်လိုမျိုးတော့လုပ်ပြမလဲဆိုတာတွေးကျင်သေးတယ်လာငါစိတ်ကူးပေးမယ်ဆိုပြီးတော့ရွာလူကြီးအဖိုးကြီးကိုပြန်ပြီးတော့ခေါ်သွားလိုက်တယ်ကောင်းကင်ဘိုးကဆင်းလာတဲ့လှဲကတရက်တော့မပြည့်သေးဘူးအဲ့ဒီရွှေရောင်နန်းတော်ရဲ့အနောက်ကိုပြန်ပြီးရောက်သွားတဲ့နဲ့လှဲကရက်သွားတယ်လှဲရက်ချင်းပဲလှဲပေါ်မှာရှိတဲ့ကောင်ကဘုံကနဲ့ဆိုလဲကျသွားတယ်ပြီးတော့အထက်ကောင်းကင်ဘိုးကိုကြည့်ပြီးတော့စကားပြောတယ်လူသားဧကရေဟောင်းကြီးကပြောတယ်ငါတို့တွေဝင်မပါနဲ့တဲ့အငယ်လေးတွေပဲလွှတ်လိုက်တဲ့အဲ့ဒါဆိုရင်သူလည်းဘာမှဝင်ပါစရာအကြောင်းမရှိဘူးလို့ပြောလိုက်တယ်ကောင်းကင်ဘိုးကနေအတန်ပြန်ပြီးထွက်လာတယ်သူကအဲ့လိုပြောတာလားဒါဆိုရင်လည်းငါရဲ့တပည့်ကိုလွှတ်လိုက်မယ်လေပြောဆိုပဲလူငယ်လေးတယောက်ကကောင်းကင်ဘိုးကနေဆင်းလာတယ်ပြီးတော့အဲ့ဒီလှဲပေါ်မှာရှိတဲ့အမျိုးသမီး3ယောက်ကိုခေါ်ပြီးတော့အဲ့ဒီရွှေအောင်နန်းတော်တွေကနေထွက်သွားလိုက်တယ်သွားနေရင်လည်းအမျိုးသမီး3ယောက်ကိုပြောတယ်ကဲငါအခုလူသားဧကရေအစ်စ်ကိုသွားပြီးတော့တတ်မယ်ပြီးတာနဲ့ကောင်းကင်ဘုံမှာပြန်ပြီးတော့နေမယ်လူပြည်ကအောက်သွန်းစားတွေနဲ့ငါတို့နဲ့ကမအပ်ဆက်ဘူးကိစ္စမြန်ရှင်းမအေးမယ်တစ်ဖက်မှာလည်းအိမ်ရှိဆန်မင်းသားကချင်မှုကိုခေါ်လိုက်တယ်သူကပြောတယ်အခုကျောင်းထဲမှာဘာမှလုံးစရာမရှိတော့ဘူးဆိုတော့ငါတို့တွေတိုင်းပြည်ကိုလှည့်လည်ရမယ်ဒီနှင်းကြတော့ကတိုင်းပြည်တွေတော်တော်များများပျက်စီးသွားတယ်အဲ့တော့ငါတို့တွေတိုင်းပြည်ကိုလှည့်ပြီးတော့လှည့်လည်ပြုပြင်ရမယ်ဒါအပြင်မင်းရဲ့တငယ်ချင်းတွေလည်းခေါ်သွားလိုက်အပြင်မှာငါတို့တွေအသွေးကြုံယူကြရတာပေါ့အော်ဒါနဲ့မင်းတို့ခိုင်းမှာနေရာအလွတ်လေးပါလေးများမရှိဘူးလားငါလည်းမင်းတို့ခိုင်းတဲ့ကိုဝင်ကျင်လို့ချင်မှုကပြန်ပြောတယ်အရှင်မင်းသားကတနေ့ကျရင်ဘယင်ဖြစ်လာမှာဘယင်ကကျွန်တော်တို့ခိုင်းတဲ့ကိုဝင်တယ်ဆိုတာကတိတ်ပြီးတော့မသိတော့ဘူးပြီးလို့ရှိရင်ရန်ခမ်းဘယင်ကပြည်သူပြည်သားတွေကိုဘာမှမနှိမ့်ဆက်ဘူးဆိုရင်ကျွန်တော်တို့ခိုင်းကလည်းဘာမှပုံကန်စရာအကြောင်းမရှိဘူးအဲ့တော့ခိုင်းတဲ့ဝင်နေဖြစ်စေမဝင်နေဖြစ်စေဘာမှလည်းအကြောင်းထူးလာမှာမဟုတ်ဘူးချင်မှုရဲ့စကားကိုတော့အိမ်ရှိဆန်မင်းသားကတိတ်ပြီးတော့မချေနဲ့ဘူးဒါပေမဲ့ဘာမှတော့မပြောလိုက်ဘူးဒီလိုနဲ့ပဲအိမ်ရှိဆန်မင်းသားရဲ့ချင်မှုရဲ့ဖတ်တီးမရဲ့ပြီးလို့ရှိရင်နတ်ခိုင်းကသူတော်စင်မားတဲ့အပြင်တခြားတငယ်ချင်းတို့ပါခေါ်ပြီးတော့တိုင်းပြည်အတွင်းကိုလှည့်လည်မလို့ပြီးတော့ထွက်သွားခဲ့ကြတယ်တစ်ဖက်မှာလည်းတားလည်းရဲ့မိုးကြုံเจ้าမှာရှိတဲ့ယူလိုင်ကသူ့ရဲ့ခိုင်းကျုပ်ရာတို့ဆိုပြီးတော့အပြင်မှာလှည့်လည်ဖို့ဆိုပြီးတော့ထွက်လာလိုက်ပြီးထို့အတူတာအိုခိုင်းကအဖိုးကြီးကလည်းအဲ့ဒီတာအိုခိုင်းကနေထွက်လာလိုက်တယ်နောက်တစ်ဖက်မှာလည်းလူသားဧကရေအသက်ကိုတတ်မှန်ဆိုတဲ့ကောင်းကင်ဘဝနတ်တစ်ပါးကလည်းချင်မှုရှိရာကိုလာနေပြီးနောက်ပိုင်းမှာဘယ်လိုဖြစ်မလဲဆိုတာစောင့်ကြည့်ပေါ့ဒီနေ့ဖို့ပတ်ပိုင်းအားလုံးကျေးဇူးတင်ပါတယ်